35 မိနစ်လောက်ရှောက်ပြီးတော့မြန်းဘူးอ่ะအဲ့အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အညာသားကချင်းမိုင်မြို့ရဲ့အနီးဆုံးမှာရှိတဲ့ Hidden Waterfall တစ်ခုကိုသွားခဲ့တဲ့အတွေ့အကြုံလေးကိုပြန်လည်မျှဝေချင်ပါတယ်ဒီရေတခွင်လေးကချင်းမိုင်မြို့ထဲကနေသွားမယ်ဆိုရင်တော့မိနစ်30ခန့်ပဲသွားရပါတယ်ဒီရေတခွင်ကိုသွားမယ်ဆိုရင်ပထမအဆုံးကျွန်တော်တို့ White Tan Town checkpoint ကိုရင်သွားရပါတယ် White Tan Town area တွေကိုဝင်မယ်ဆိုလို့ရှိရင်လူတအုပ်ကိုဘတ်50ပေးရပါတယ်ခင်ဗျာဒီကနေကျွန်တော်တို့ဆက်ပြီးသွားဒီစကားလေးချက်ပြီးတော့လမ်းလေးပြီးတော့လမ်းတိုင်သွားပါဒီနေရာကနေစပြီးတော့ကျွန်တော်ရေတခွင်ကိုရောက်ဖို့အတွက်တောထဲကိုချီလင်းဆက်လျှော့ရတော့မှာပါတဲ့နေရာလေးမှာမြားလေးပြထားရပါတော့အဲမြားလေးအတိုင်းပဲသွားပါမိုးကြီးပြီးတော့ချောင်းကျနေတဲ့အချိန်သွားလို့အဆင်ပြေအောင်လို့ခုလိုမျိုးတရားတွေထိုးပေးထားရလဲတွေ့ရပါတယ်ရေတခွင်ကိုသွားဖို့အတွက်လမ်းညွှန်များလေးတွေပြထားတဲ့အတိုင်းကျွန်တော်ဒီတောလမ်းလေးတွေကိုသွားရပါတယ်တောလမ်းလည်းဖြစ်တယ်မိုးလည်းရွာထားတာကြောင့်လမ်းလျှောက်တဲ့အခါစလစ်မဖြစ်အောင် view ဆိုင်ပြီးလျှောက်ပါခင်ဗျာရေတခွင်ကိုမရောက်ခင်လမ်းဘေးပြီးဝယ်ရမှာလဲအခုလိုမျိုးတောင်ကျစမ်းချောင်းငယ်လေးတွေတွေ့ရပါလိမ့်မယ်တချို့လမ်းတွေကမြေသားလမ်းမဟုတ်ဘဲနဲ့ကြောက်သားလမ်းတွေဖြစ်တာကြောင့်လမ်းလျှောက်တဲ့အခါ view ဆက်ရပါတယ်နားလောကနေကျွန်တော်ရတဲ့မြင်းကြီးပါဘူးကိုစိတ်တွေစိုက်ဘူးဒီနေ့ကောင်းလာတယ်တော့ဒီရေတခွင်သွားရဲ့လမ်းမှာဝက်စိတ်တွေတော်တော်ပေါ်ရတယ်။နေရမှာဒီလမ်းလျှောက်နေနေကို6ပေါ်ကိုတက်ပြီးတော့တော့ကိုက်ဒီနေရာကပုံမှန်ကျွန်တော်တို့ဒီထိုင်းလူမျိုးတွေတောင်မှသွားလာနေတယ်ပေါ့နော်ဒီမှာလူမျိုးတွေဆိုမသိတော့ဘူးပြည်လူတွေသိမှာပေါ့နော်ဒီရေတခွင်ကိုကျွန်တော်နာမည်ပေးခိုင်းကျွန်တော်အနေနဲ့ဆိုဝါတော့ရေတခွင်လုပ်ပေးခြင်းဝါပင်နေမပတ်လေဥမာကျွန်တော်လမ်းလျှောက်တာရှိရတဲ့လူတွေတော့ဒီစီအဲဆိုအခုကျွန်တော်တို့ဒါဆိုလို့ရှိရင်နိုင်ခွက်လောက်ရှိသွားပြီကျွန်တော်မနာဘူးနော်ဒီပုံမှန်လမ်းလျှောက်တာကြတာချို့နေရာလေးရလို့အတက်အစင်းလေးနည်းနည်းအရန်ကြီးရအောင်ရှိတယ်ဖနက်လေစကင်ဖနက်ပြီးအောက်ကအောက်ဆိုးကောင်းတဲ့ဖနက်တွေပေါ့စလစ်မဖြစ်နိုင်တဲ့ဖနက်လိုမျိုးရှိတာပိုကောင်းတယ်35မိနစ်လောက်တောလမ်းကိုရှောက်ခဲ့ပြီးတဲ့နောက်မှာတော့ရေတခွင်ကိုရောက်ပါပြီခင်ဗျာရေ
ရေတခွင်ကအရန်ကြီးပြီးတော့အရန်လှတာမျိုးတော့မဟုတ်ပေမဲ့နှစ်ထပ်ရေတခွင်ဖြစ်ပြီးတော့သူ့အလှနဲ့သူရှိပါတယ်အညာသားအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီရေတခွင်ကိုတော်လန်35မိနစ်လောက်ရှောက်ပြီးတော့တကူးတကလာကြည့်ရတဲ့ခန်းစားချက်ကိုပို့ပြီးတော့သဘောကျတာပါဘန်90တဲ့နဲ့ဒီလိုတောတောင်ရီမီသဘောဝအလှကိုခန်းစားခွင့်ရတာကလည်းအရန်တန်ပါတယ်ညာသားရဲ့ခုဘလော့ကိုကြည့်နေတဲ့မိတ်ဆွေတွေထဲမှာတောတောင်ရီမီသဘောဝတဲ့ရေတခွင်တွေကိုသဘောကျတဲ့သူဆိုလို့ရှိရင်ချင်းမိုင်မြို့နယ်အနီးဆုံးမှာရှိတဲ့ဒီရေတခွင်လေးကတကယ်ကိုသွားတဲ့နေရာတစ်ခုပါဘေးဘက်အပေါ်ကနေဆက်တက်ပြီးတော့ကျွန်တော်ကြောက်ဆောင်ပေါ်ကနေလည်းရေတပွင်ကိုနောက်ခံထားပြီးတော့တက်ပုတ်တက်ရိုက်လို့ရပါတယ်ဂီယူတော့စိုက်ပါခင်ဗျာဟုတ်ကဲ့အဲ့တော့ကျွန်တော်ပြောလို့ဒီဝါတော့ရေကိုခေါ်လာတယ်ကျွန်တော်ညီလေးပေါ့လေဟောင်းနိုင်ကဲဟောင်းနိုင်ခေါ်လာရေလိုက်ပါရမ်းလှကြီးတော့မဟုတ်ပါဒါပေမဲ့မိုက်ပါbienရတယ်ကြောက်နေညာကျွန်တော်တို့လိုပဲလာမယ်ဆိုလို့ရှိရင်အစိုးရလာပါမနေ့ကျွန်တော်က6နာရီခွဲလောက်ထွက်လာပေါ့ညာသားကတော့ရေတခွင်ကိုကြည့်နေရင်လည်းရေချိုးကျင်စိတ်ဖြစ်လာလို့တခါတည်းရေပါချိုးခဲ့လိုက်ပါတယ်အေးမြတဲ့ရေတခွင်အောက်မှာရေချိုးလိုက်ရတဲ့ခံစားချက်ကစိတ်ပင်ပန်းမှုတွေကိုစီးချိုးလိုက်တယ်လို့ပါပဲညာသားရဲ့ခုဘလော်လေးကိုကြည့်ပြီးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်လို့ပြောရင်မိတ်ဆွေတို့ဒီရေတခွင်ကိုရောက်တဲ့အခါမှာလည်းတဘာဝရဲ့အလားတရားနဲ့အေးမြမှုတွေခံစားနိုင်ပြီးတော့ဘဝအမောတွေပြင်နိုင်လိမ့်မယ်လို့ညာသားမျှော်လင့်ပါတယ်ရေလဲချိုးပြီးပြီဆိုတော့ပြန်လိုက်ပါအောင်မယ်ကဲကျွန်တော်ဖွဲ့ပြန်လိုက်ပါအောင်မယ်နားနိုင်ထိုးတော့7နာရီလဲခွဲပါပြီโอเคတော့ရောက်တာကဲညာသားရဲ့နောက်ဘလော့တွေမှာပြန်တွေ့ပါမယ်ကျေးဇူးပါ